အခုမင်းလန်းမုတ်တီတို့ကြောက်ဖြူတို့မှာရောင်းတဲ့အတုံးညီညီရှိရှိလေးတွေရောင်းနေငဖဲလေးတွေလေလုတ်တဲ့ပုံစံလေးကိုဟိုတနေ့ကအမားတစ်ယောက်ကသူ့ရဲ့ page မှာတင်ထားလို့ကြည့်ပြီးတော့အဲ့ဒီသဘောကျလို့ငါလည်းဒီနေ့ try ကြည့်မှာပဲဆိုပြီးတော့ငဖဲလေးကြော်စားပြပါတယ်အဲ့ဒီမှာကတော့လှုပ်ထားတာငဖဲမဟုတ်ဘူးသူကကြေကိုချက်စားဆိုပြီးတော့ဝက်သားလေးတွေကိုလှုပ်ထားတာဟိုကျမကတော့အခုငဖဲလေးလှုပ်စားကြည့်မယ်ပေါ့နော်သူကရှိရှိလေးတွေညီညီလေးတွေဖြစ်အောင်လို့ဆိုပြီးတော့အခုကျမရိုက်ထားတဲ့ဗီဒီယိုတွေကလိုပဲဟိုဓားလေးနဲ့ပေါ့နော်သူကတင်ပြီးတော့တူလေးနဲ့လှုပ်တယ်ဟိုအရင်တော့ကလေအဲ့လိုမျိုးဒီငဖယ်နဲ့ပတ်သက်ပြီးတော့လက်နဲ့လိုက်ပြီးတော့ဟိုညှစ်တာတို့ဘာလို့ဆိုတော့ပုံစံကအတုံးမညီဘူးပေါ့ဟိုတုံးခြေတဲ့ဟာရှိတယ်တိုးတဲ့ဟာတိုးတယ်အဲ့လိုထက်ဆိုင်ကိုဒီပုံစံလေးကိုသဘောကျနေတယ်အကောင့်ထဲကအမတွေကတော့ဟိုတကယ်ကိုဟင်းချက်တဲ့နေရာမှာတကယ်ကိုစူပါစတာတွေဆိုတော့ဒီငဖယ်လောက်တာတို့ဒီငဖယ်ကိုဘယ်လိုထောင်းလဲလို့ပါတော့မရိုက်တော့ဘူးဒါဒီကိုကတော့ဒီကြော်တဲ့ပုံစံလေးနဲ့ဒီအတုံးလေးကိုပဲသဘောကျလို့ဒီဟာလေးကိုပဲဖြတ်ပြီးတော့ဗီဒီယိုရိုက်ထားတာဟိုတီဗီသားအမကြီးလည်းရှိမှာပါဟိုမတိသေးတဲ့အမားတွေအတွက်ကောမတိသေးတဲ့သူတွေအတွက်ကောပေါ့နော်ဒီနီလန်းလေးကအဆင်ပြေတယ်လို့ကျွန်မအတွက်တော့ပေါ့နော်ကွာကိုကြည့်ပြီးတော့ကျဉ်နှံ့နေအတုံးလေးတွေဟင်းစားကြောပါမယ်ထုံးစက်တိုက်ပညာရွှေရှောင်းပေါ့နော်အိုးပူစီပူမပူပညာစမကလာတွေကြည့်ပြီးတော့ငဖဲလေးတွေထဲမယ်အဓိကဒီငဖဲကလေဟိုကြော်ပြီးသွားလို့ရှိရင်ကလေးတွေကအရန်ကြိုက်တယ်စီလေးစားလေးနဲ့နေပြီးစားတယ်ယောက်ျားကလည်းအဲ့လိုပဲစီပြန်ချက်တာထက်စားရင်သူကအဲ့လိုမျိုးလေးဟိုပဲဟင်းလေးပါလေးနဲ့ချက်တာကိုကြိုက်တယ်ပေါ့နော်အဲဒါကြောင့်အကြီးကရွေးပြီးတော့သူတို့အတွက်လုပ်ပေးဖြစ်တာပါကဲကျမရဲ့ချစ်ဖို့ကောင်းလာတဲ့ငဖဲကြော်လေးရပါပြီတတအဲ့ဟာလေးကိုမြင်တော့အိုက်ပူလိုက်ကိုသူစားပါမယ်လို့ဆိုပြီးတော့အတင်းယူရတယ်ပူလိုက်ချင်းမနဲ့လိုက်ဆွဲရတယ်ဒါလေးကတော့စီပြန်ဟင်းနေမကြိုက်တဲ့ကျမရဲ့နှံရိုးရှင်နဲ့ထမင်းတူတူစားဖို့အတွက်ပြင်ထားတာလေးပါရှင်